လုံးပဲမင်္ဂလာပါ Close Road and the Bridge မှာပြန်လည်ပြီးမှကြိုဆိုပါရစေကျွန်တော်တို့ဒီနေ့လိလာတော့မယ့်ရာကတော့မလေးရှားနိုင်ငံရဲ့ဝင်ငွေအခွင့်စနစ်ကိုလိလာတော့မှာဖြစ်ပါတယ်ဒီမလေးရှားနိုင်ငံရဲ့ဝင်ငွေအခွင့်စနစ်ကကျွန်တော်တို့ဒီလိလာတဲ့အခါမှာအခွင့်အရေးဥပဒေစီမင်းစည်းကမ်းများကိုလည်းလိလာတော့မှာဖြစ်ပါတယ်ဒီတော့မှကျွန်တော်တို့ဒီအခွင့်စနစ်ရဲ့ပေါ့နော်အဓိကအချက်လက်များဖြစ်တဲ့အခွင့်နှုန်းထားများအခွင့်ကောက်ခံမှုပုံစံများနဲ့ပေါ့နော်ဒီအခွင့်ကင်းလွတ်ခွင့်များကိုလည်းကျွန်တော်တို့လိလာတော့မှာဖြစ်ပါတယ်ပြီးတော့မှနိုင်ငံခြားသားတယောက်အနေနဲ့မလေးရှားနိုင်ငံသားတယောက်ရဲ့ပေါ့နော်အခွင့်ဆောင်မှုကွာဟချက်များကိုလည်းကျွန်တော်တို့လေ့လာထားမှာဖြစ်ပါတယ်ဒီလိုမျိုးကြိုတင်ပြီးမှလေ့လာခြင်းအပြင်ကျွန်တော်တို့တတိယနိုင်ငံရောက်သွားတဲ့အခါမှာအခွင့်နဲ့ပတ်သက်ပြီးမှကျွန်တော်တို့အနေချင်းအခွင့်ရဲ့သဘောတဘာဝတွေကျွန်တော်တို့သဘောပေါက်သွားမှာဖြစ်ပါတယ်မလေးရှားနိုင်ငံရဲ့အခွင့်စနစ်ကလည်းဩစတြေးလျကဲ့သို့သောဒါမှမဟုတ် US နိုင်ငံကဲ့သို့သောနိုင်ငံကြီးများနဲ့ပေါ့နော်ကွာဟမှုတိတ်မရှိပါဘူးများသောအားဖြင့်ဒီအခွင့်နှုန်းထားတွေတူကြတာဖြစ်ပါတယ်အဲ့ဒါကြောင့်မလို့ကြိုတင်လိလာထားတာကကျွန်တော်တို့အကျိုးရှိပါတယ်နောက်မှာလည်းမလေးရှားနိုင်ငံမှာစီးပွားရေးလှုပ်ချင်လှုပ်တော့၎င်းကျွန်တော်တို့အထူးထူးဗဟုသုတရရှိဖို့တော်၎င်းပေါ့နော်ဒီလိုမျိုးကြိုတင်လိလာခြင်းအပြင်ကျွန်တော်တို့ရဲ့ဘဝမှာတတိယနိုင်ငံရောက်သွားတဲ့ခါမှာလည်းချောမွေ့သွားမှာဖြစ်ပါတယ်ဆက်လက်ပြီးမှလိလာရအောင်ဟုတ်ပါပြီပထမဆုံးအနေနဲ့ကျွန်တော်တို့မလေးရှားနိုင်ငံရဲ့ဝင်ငွေအခွင့်စနစ်ကိုလိလာတဲ့အခါမှာဒီဘာကိုချီပြုတ်တာလဲဆိုတာကျွန်တော်တို့ရင်ဆုံးလိလာကြည့်ရအောင်မလေးရှားနိုင်ငံရဲ့အခွင့်စနစ်ကတော့ဒီနေမြေချီပြုတ်ပေါ့နော် territorial basis ကိုအခြေခံပြီးမှအခွင့်ကောက်ထားတာဖြစ်ပါတယ်။တနည်းအားဖြင့်ဆိုရတော့မလေးရှားနိုင်ငံအတွင်းမှရရှိသောဝင်ငွေများကိုတာခွင့်ကြီးကြပ်မှုရှိတာဖြစ်ပါတယ်။ဆိုလိုတာကမလေးရှားနိုင်ငံပြင်ပနေရလာတဲ့အခွင့်တွေကိုဝင်ငွေတွေကိုအခွင့်ဆောင်ဖို့မလိုအပ်ပါဘူး။ဒီနိုင်ငံသားများအတွက်ကြတော့သူတို့ရဲ့ဝင်ငွေပေါ်မှာမူတည်ပြီးမှပေါ့နော် progressive tax rate လို့ခေါ်တဲ့တိုးတက်သောအခွင့်နှုန်းထားပေါ့နော်3ရာခိုင်နှုန်းမှ30ရာခိုင်နှုန်းအထိသတ်မှတ်ထားတာဖြစ်ပါတယ်ဆိုလိုတာကဝင်ငွေများလီအခွင့်လဲပိုများလီဖြစ်ပါတယ်ဒီနိုင်ငံခြားသားများအတွက် non resident ပေါ့နော်အခွင့်စည်းချက်နိုင်တဲ့ဝင်ငွေအပေါ်မူတည်ပြီးမှသူတို့30ရာခိုင်နှုန်းပုံတည်အခွင့်နှုန်းထားသတ်မှတ်ထားတာဖြစ်ပါတယ်ပြီးတော့မှနိုင်ငံခြားသားတယောက်အနေနဲ့ပေါ့နော်မလေးရှားနိုင်ငံမှာကျွန်တော်တို့ပုဂ္ဂိုလ်ရေးအခွင့်သက်တာခွင့်များအခြားသော tax relief ပေါ့နော်အခွင့်သက်တာခွင့်များအဲ့ဒါတွေကိုကျွန်တော်တို့အခွင့်အရေးခန်းစားဖို့လုံးဝမရှိပါဘူးနိုင်ငံသားများကြတော့အခွင့်သက်တာခွင့်တွေများစွာခန်းစားရတာဖြစ်ပါတယ်နောက်ပိုင်းမှာကျွန်တော်တင်ပြထားတာရှိပါတယ်အဆုံးထိကြည့်ပြီးပါဒီမလေးရှားနိုင်ငံရဲ့အခွင့်ဥပဒေကိုမလေးရှားပြည်တွင်းအခွင့်ဦးစီးဌာနအနေပြီးမှပေါ့နော်ဒီကြိုက်ထားတာဖြစ်ပြီးမှမလေးဘာသာအဖြစ်တော့ကျွန်တော်တို့ Limbaga Hasil Dalam Negeri LHDN လို့တို့အတူကခေါ်ထားတာဖြစ်ပါတယ်ဒါကြတော့မလေးရှားနိုင်ငံရဲ့ဝင်ငွေအခွင့်စနစ်ရဲ့ပေါ့နော်ဒီအဓိကအကြောင်းအရာဒီပဲဖြစ်ပါတယ်ဆက်လက်ပြီးမှလေ့လာရအောင်ဒီမလေးရှားနိုင်ငံရဲ့အခွင့်စနစ်ကိုကျွန်တော်တို့အသေးစိတ်အနေချင်းပေါ့နော်ထပ်ပြီးမှလေ့လာကြည့်ရအောင်ပထမအနေနဲ့ဒီဘယ်သူအခွင့်ကောက်တာလဲဆိုတော့အခွင့်အာဏာပိုင်ဖွဲ့ရနေပြီးမှအခွင့်ကောက်တာဖြစ်ပါတယ်ဘယ်ဌာနနေအခွင့်ကောက်တာလဲဆိုတော့မလေးရှားပြည်တွင်းအခွင့်များဦးစီးဌာနနေပြီးမှကောက်တာဖြစ်ပါတယ်သူတို့ရဲ့ website ကတော့ hasils.gov.my မှာဒီအသေးစိတ်ကိုဖတ်လို့ရပါတယ်ဒီအခွင့်နစ်ပေါ့နော်ခွင့်နစ်ကြတော့အခြားနိုင်ငံတွေလိုပဲပေါ့နော် US မှာလိုမျိုးပဲသူတို့က January လ1ရက်ကနေ December 31ရက်ကိုသူတို့ကအခွင့်နစ်အဖြစ်သတ်မှတ်ထားတာဖြစ်ပါတယ်ဒီအခွင့်ပြင်တန်းတင်သွင်းရမယ့်ရက်စွဲပေါ့နော် tax return ကတော့ဒီ April လ30တတ်မှတ်ထားတာဖြစ်ပါတယ်ဒီ American နိုင်ငံမှာလည်းပေါ့နော် April လ30ကတော့ဒီအခွင့်နောက်ဆုံးအခွင့်တင်သွင်းရမယ့်နောက်ဆုံးရက်တတ်မှတ်ထားတာဖြစ်ပါတယ်ဒီမိသားစုတွေကပေါ့နော်ပိုးသွေးပြီးမှအခွင့်ဆောင်လို့ရတာဖြစ်ပါတယ်အမေရိကန်နိုင်ငံမှာလည်းမိသားစုတွေကပေါ့နော်အခွင့်ပိုးသွေးပြီးမှဆောင်လို့ရတာဖြစ်ပါတယ်ပြီးတော့မှကျွန်တော်တို့ဒီအခွင့်ပြင်တန်းတင်သွင်းရမယ့်ရက်ပေါ့နော်တူးမြင့်မှုဖြစ်နိုင်ပါသလားလုံးဝမဖြစ်နိုင်ပါဘူးကျွန်တော်တို့ April လ30ကျော်ပြီးတော့ပြီဆိုရင်တော့ကျွန်တော်တို့အခွင့်ပေါ့နော်ပြင်ပြီးမှအခွင့်တင်သွင်းတာတွေလုံးမရပါဘူးအဲ့ဒါကြောင့်မလို့ April လ30ရက်မတိုင်ခင်မှာမလေးရှားနိုင်ငံမှာလုံးတယ်ဆိုရင်ကျွန်တော်တို့အခွင့်ဆောင်ရမှာဖြစ်ပါတယ်ဆက်လက်ပြီးမှမလေးရှားနိုင်ငံရဲ့အခွင့်စည်းချက်နိုင်တဲ့ဝင်ငွေကိုကျွန်တော်တို့ထပ်ပြီးမှလေ့လာရအောင်ပြက်ကတိန်တနည်းအတွင်းမှာပေါ့နော်ခမရအနေနဲ့မလေးရှားနိုင်ငံမှာအနည်းဆုံးရက်ပေါင်း182ရက်အထက်နေမယ်ဆိုရင်တော့ခမရအနေနဲ့ဒီနေထိုက်သူအခွင့်ပေါ့နော် tax resident အဖြစ်သတ်မှတ်ခံရမှာဖြစ်ပါတယ်အဲကြောင့်တော့182ရက်ဆိုတာကအမြဲတမ်းနေထိုင်ရမှာမဟုတ်ဘဲနဲ့ခမရအနေနဲ့ဝင်လိုက်ထွက်လိုက်လုပ်ပြီးမှပေါ့နော်အဲ့လိုမျိုး182ရက်ကျော်သွားတယ်ဆိုရင်ခမရကိုနေထိုက်သူအခွင့် tax resident အဖြစ်တို့သတ်မှတ်ထားတာဖြစ်ပါတယ်တို့တော်လေကိုယ့်ရဲ့ဝင်ငွေကပေါ့နော်ဒီအခြားနိုင်ငံကနေရတဲ့ဝင်ငွေဆိုရင်တော့ဒီအခွင့်ကျွန်တော်တို့လွတ်သွားမှာဖြစ်ပါတယ်တော်လေကိုယ့်ရဲ့ဝင်ငွေကမလေးရှားနိုင်ငံထဲကနေရတဲ့ဝင်ငွေဆိုရင်တော့ကျွန်တော်တို့နေထိုက်သူအခွင့်အဖြစ်သတ်မှတ်ထားတာဖြစ်ပါတယ်ခမရကိုနေထိုက်သူအခွင့်တရားအဖြစ်သတ်မှတ်ခံရပြီးရင်ဘာဒီခံစားခွင့်ရှိမှလဲဆိုတော့အခွင့် short ခွင့်တွေရှိမယ်အခွင့်တက်တာခွင့်တွေရှိမယ်ပြီးတော့မှအခွင့်ပြင်အငွေ rebate တွေလည်းရှိမှာဖြစ်ပါတယ်တော်လေဒီအရေးချင်းတွေကြတော့ပေါ့နော်စီစစ်ဆုံးဖြတ်ဖို့
လိုအပ်မှာဖြစ်ပြီးမှဒီမလေးရှားအခွင့်ဦးစီးဌာနအနေပြီးမှစီစစ်ဆုံးဖြတ်သွားမှာဖြစ်ပါတယ်ဒီမလေးနိုင်ငံသားတယောက်အနေနဲ့ပေါ့နော်သူတို့အခွင့်ဆောင်တဲ့ခါမှာဝင်ငွေမျိုးစားကိုအခြေခံပြီးမှအခွင့်ဆောင်ရတာဖြစ်ပါတယ်ပထမဆုံးအနေနဲ့အလုပ်အကိုင်ရနေရတဲ့ဝင်ငွေ employment income ကြတော့အလားစားပဲမဟုတ်ပါဘူး bonus တွေ commission တွေပေါ့နော်ပြီးတော့မှအခြားတော့ခန်းစားခွင့်တွေကနေတဆင့်ရတဲ့ပေါ့နော်ဝင်ငွေဆိုရင်အခွင့်ဆောင်ရမှာဖြစ်ပါတယ်ပြီးတော့မှစီးပွားရေးကနေရတဲ့ဝင်ငွေတအူးပိုင်လုပ်ငန်းကနေတော့လကောင်းမိဖက်လုပ်ငန်းကနေတဆင့်တော့လကောင်းပေါ့နော်ဒါမှမဟုတ်အလွတ်တန်းလုပ်ငန်းတစ်ခုကနေရတဲ့ပေါ့နော်အကျိုးခံစားခွင့်ဝင်ငွေများအားလုံးကိုခွင့်ဆောင်ဖို့လိုအပ်တာဖြစ်ပါတယ်ပြီးတော့မှကျွန်တော်တို့အင်္ဂါရခဝင်ငွေပေါ့နော်ဒါကြတော့ rental income ဒီမလေးရှားနိုင်ငံသားတယောက်အနေနဲ့ဒီသူ့ရဲ့ပေါ့နော်ဒီ income ငါခအနေရတဲ့ဝင်ငွေကိုလည်းသူတို့အခွင့်ဆောင်ရမှာဖြစ်ပါတယ်။ income ငါခမှမဟုတ်ပါဘူးဒီစီးပွားရေးဆိုင်ရာအဆောက်အုံတွေမှာလည်းပေါ့နော်စိုက်ခန်းတွေပါနေငါထားတယ်ဆိုရင်လည်းကိုရတဲ့ငါရန်ခအပေါ်မှာအခွင့်ဆောင်ရမှာဖြစ်ပါတယ်ပြီးတော့မှယင်းနေမြို့နာမှုကနေရတဲ့ဝင်ငွေ investment income ပေါ့နော်ဒါကြတော့အစုရှယ်ယာမြင့်ငွေများပေါ့နော်ကျွန်တော်တို့ဒီအခွင့်အရေးပေါ့နော်ပြီးတော့မှဒီဥပမာကျွန်တော်တို့ဘက်ကနေပြီးမှယင်းနှီးထားတဲ့နေရာတွေကနေတဆင့်ရတဲ့ပေါ့နော်ဝင်ငွေအားလုံးကိုကျွန်တော်တို့အခွင့်ပြင်ဆောင်ရမှာဖြစ်ပါတယ်ဥပမာကျွန်တော်တို့ဒီstock ဒီပါဒီဝယ်တယ်ဆိုရင်အဲ့ဒီ stock ကနေတဆင့်ရတဲ့ပေါ့နော်ကျွန်တော်တို့ဝင်ငွေကိုလည်းအခွင့်ဆောင်ဖို့လိုအပ်တာဖြစ်ပါတယ်ဟုတ်ပါပြီဒီအခွင့်ကောက်ခံခြင်းမှာပေါ့နော်ကင်းလွတ်ခွင့်ရှိတဲ့ဝင်ငွေမျိုးစားတွေကိုကျွန်တော်တို့လေ့လာကြည့်ရအောင်မလေးရှားအစိုးရပြင်ဆင်များတဦးချင်းစီရပေါ့နော်ဒီပြည်ပနိုင်ငံကနေပြည်ပို့တဲ့နိုင်ငံခြားအရင်အမြင့်ဝင်ငွေများကိုလည်းပေါ့နော်သူတို့အနေနဲ့အခွင့်အထဲမှာမထည့်ထားပြပါဘူးဒါပြည်မဲ့ပေါ့နော်ဒီကိုပြောင်းရေးကာလလောက်ခေါ်တဲ့ဒီသူတို့အထူးစီမံချက်အရာပေါ့နော်2036ခုနှစ်ဒီဇင်ဘာလ31ရက်နေ့အထိအခွင့်လွတ်ပြီးထားတာဖြစ်ပါတယ်ဆိုလိုတာကပြည်ပကနေပေါ့နော်ပို့ထားတဲ့ဒီငွေဒီဆိုရင်သူတို့ကအခွင့်မကောက်ပါဘူးပြီးတော့မှအမနရှာဟမ်ဘူမီပူတရာလို့ခေါ်တဲ့ ASB အကောင့်ကနေပေါ့နော်ဝင်ငွေရထားတဲ့ဒီရထားတဲ့ဝင်ငွေတွေလည်းသူတို့အခွင့်မကောက်ပါဘူးဒါကြောင့်ပုံမှန်အဖြစ်ပေါ့နော်ဒီမလေးလိုမျိုးအတွက်ပဲပေါ့နော်သူတို့ကဒီဖွင့်ထားတာဖြစ်ပြီးမှမလေးလိုမျိုးမှာပဲခန်းစားခွင့်ရှိတာဖြစ်ပါတယ်ဒီ ASB အကောင့်ကနေပေါ့နော်သူတို့များသောအားဖြင့်ဒီအမြင့်ဒီကိုဝေစုအနေနဲ့ပေါ့နော်သူတို့ကဝင်ငွေရထားတာဖြစ်ပြီးမှဒီ ASB ကနေရထားတဲ့ဝင်ငွေအားလုံးကအခွင့်ကင်းလွတ်ခွင့်ရှိတာဖြစ်ပါတယ်ဒါကြောင့်မလေးလိုမျိုးမှာပဲခန်းစားခွင့်ရှိပြီးမှအခြားသောဒီအိန္ဒိယနဲ့တရုတ်လိုမျိုးဒီမှာဒီခန်းစားခွင့်မရပါဘူးဟုတ်ပါပြီဒါကတော့ဒီမလေးရှားနိုင်ငံရဲ့ပေါ့နော်မလေးရှား tax brackets လို့ခေါ်တဲ့ဒီမလေးရှားနိုင်ငံရဲ့အခွင့်အရေးထားဖြစ်ပါတယ်။ဆိုတော့ကျွန်တော်တို့ဆွေးနွေးတော့ဒီလိုပဲပေါ့နော်ဒီမလေးရှားနိုင်ငံရဲ့တဦးချင်းဝင်ငွေစနစ်ကတော့တူတက်သောစနစ် progressive tax rate ဖြစ်ပါတယ်။ဒီ progressive tax rate ကလည်းပေါ့နော် American နိုင်ငံမှာလည်းသူတို့အသုံးထားတာဖြစ်ပါတယ်။ဆိုလိုတာကခင်ဗျားအနေနဲ့ဝင်ငွေများလီတင်ရဲ့အခွင့်အရေးထား tax rate ကပိုမြင့်နေလိဖြစ်ပါတယ်။ဒီတတိယနိုင်ငံအမေရိကန်နိုင်ငံမှာကဲ့သို့လဲပေါ့နော်ဒီအခွင့်အရေးထားကိုအသုံးပြုထားတာဖြစ်ပြီးမှကျွန်တော်တို့နေထိုင်သူခွန်ပေါ့နော် resident အဖြစ်ပေါ့နော်ကျွန်တော်တို့အနေနဲ့ဒီအခွင့်အရေးထားအတိုင်းပြီးဖို့ပေါ့နော်လိုအပ်တာဖြစ်ပါတယ်ဆိုလိုတာကကျွန်တော်တို့မလေးရှားနိုင်ငံမှာကျွန်တော်ကပြောသွားတယ်လို့ပဲပေါ့နော်နေထိုင်သူအဖြစ်သတ်မှတ်ထားတယ်ဆိုရင်ဒီအခွင့်အရေးထားအတိုင်းပြီးရမှာဖြစ်ပါတယ်ဒီနေထိုင်သူမဟုတ်တဲ့သူများ non resident များတို့ကြတော့အခွင့်အရေးထားဝင်ငွေအားလုံးပေါ်မှာသူတို့က30%ပေါ့နော် flat rate တပင်းနေတို့ကောက်ခံထားတာဖြစ်ပါတယ်ဆိုတော့ကျွန်တော်တို့ဒီဇယားကိုကြည့်တယ်ဆိုရင်ပေါ့နော်ကျွန်တော်တို့ဒီအခွင့်အရေးထားကိုကျွန်တော်တို့ကိုတိုင်ပေါ့နော်လီလာလို့ရတာဖြစ်ပါတယ်ပြီးတော့မှဒီ American နိုင်ငံကဲ့သို့အခွင့်အရေးထားနိုင်လဲပေါ့နော်နိုင်ရှင်လို့ရတာဖြစ်ပါတယ်ဥပမာဝင်ငွေ9000ရှိတဲ့လူရဲ့အခွင့်ကပေါ့နော်300ဖြစ်ပြီးမှဝင်ငွေတစ်နှစ်အတွင်းမှာပေါ့နော်9000ကနေပြီးမှ2000ရှိတဲ့ဝင်ငွေပါပေါ့နော်သူတို့ကတော့ဒီ100%လောက်ပဲကောက်တာဖြစ်ပါတယ်ပြီးတော့မှဝင်ငွေ2000ကနေပြီးမှ35000ရှိတယ်ဆိုရင်တော့300%အထိကောက်တာဖြစ်ပါတယ်ဒီလိုပေါ့နော်ကျွန်တော်တို့ဒီမလေးရှားရဲ့အခွင့်နှုန်းထားကပေါ့နော်ဒီသူတက်အခွင့်စနစ်ကိုတောင်းထားတာဖြစ်ပြီးမှဝင်ငွေများလေကိုပေးရတဲ့အခွင့်လဲပုံများလေဖြစ်ပါတယ်အဲဒါကြောင့်မလို့ကျွန်တော်တို့ဒါတွေကိုလိလာထားရဆိုရင်တတိယနိုင်ငံရောက်သွားတဲ့အခါမှာပေါ့နော်ဒါတွေနဲ့ယင်းနေပြီးသားဖြစ်ပြီးမှကျွန်တော်တို့ရဲ့ဒီပင်လယ်နီယာချထားရေးအစီအစဉ်ကပေါ့နော်ပုံပုံများချောင်းမိသွားမှာဖြစ်ပါတယ်ကျွန်တော်တို့ဆက်လက်ပြီးမှလေ့လာကြည့်ရအောင်ဒါကြတော့ဒီမလေးရှားနိုင်ငံရဲ့အခွင့်ကောက်ခံမှုအစဉ်စဉ်အထူးအခွင့်ဆိုင်ရာအကျိုးခံစားခွင့်များပေါ့နော်မလေးရှားနိုင်ငံမှာသူတို့အနေနဲ့ပေါ့နော်ဒီအခွင့် short ပေါ်တဲ့ယုံရှိပါတယ်ဒီပထမယုံကြတော့ Iskandar Malaysia data ပေါ့နော် Iskandar Malaysia data အရေးချင်းပြမိတဲ့ဒီအသိပညာအလုပ်သမားများပေါ့နော်ဒီ knowledge worker တွေပြီးတော့မှဒီ knowledge worker များတို့ရဲ့အခွင့်ကောက်ခံမှုနှုန်းကတော့ပေါ့နော်အလုပ်အကိုင်
ဝင်ငွေအပေါ်ဆိုရင်တော့သူတို့15 ရာခိုင်နှုန်းပဲကောက်ခံထားတာဖြစ်ပါတယ်ဆိုလိုတာကခင်ဗျားအနေနဲ့ပေါ့နော်ဒီကိုယ့်ရဲ့ပညာရေးချင်းနဲ့မလေးရှားနိုင်ငံမှာအလုပ်လုပ်တယ်ဆိုရင်ခင်ဗျားရဲ့အခွင့်က30 ရာခိုင်နှုန်းမဟုတ်ဘဲနဲ့ပေါ့နော်15 ရာခိုင်နှုန်းပဲပေးရမှာဖြစ်ပါတယ်သူတို့ရဲ့အရေးချင်းပြည့်မီရန်သတ်မှတ်ထားတဲ့အချက်များကတော့ဘွေရရမယ်ဒါမှမဟုတ်ဘွေချက်ပုံမြင့်တဲ့ပညာရေးချင်းရှိရမယ်ပုံမှာ PhD တို့ Master တို့ပေါ့နော်ပြီးတော့မှခိုင်မာတဲ့အလုပ်ငန်းတွေစုံရှိရမယ်ပြီးတော့မှဒီလျှောက်ထားတဲ့ချိန်မှာစ၍24 လအတွင်းမလေးရှားနိုင်ငံတွင်ရခင်အလို့အကဲဝင်ငွေမရှိသူဖြစ်ရမယ်ပေါ့နော်ဆိုလိုတာကကျွန်တော်တို့ရဲ့ပညာနဲ့ပေါ့နော်ကျွန်တော်တို့ရဲ့ experience နဲ့ကျွန်တော်တို့မလေးရှားနိုင်ငံကိုအလုပ်သွားလုပ်ပြီးမှပေါ့နော်ဒီလိုမျိုးကိုယ့်ရဲ့အလုပ်အသိကြုံကလည်းမလေးရှားနိုင်ငံကနေရထားတာမဟုတ်ပဲねအရင်ရခင်ကျွန်တော်တို့မိခင်နိုင်ငံကနေတော့၎င်းအခြားနိုင်ငံကနေပြီးမှရထားတဲ့ကိုယ့်ရဲ့ experience နဲ့သွားလုပ်ရဆိုရင်เนาะကျွန်တော်တို့အခွင့်အရေးကတော့15 ရာခိုင်နှုန်းသတ်မှတ်ထားတာဖြစ်ပါတယ်ဒီသူတို့လရှင်လစာကတော့ပေါ့နော်အနည်းဆုံး1000ရရှိရမှာဖြစ်ပါတယ်အဲ့ဒါကြောင့်မလို့ကျွန်တော်တို့ဒီလိုဖြူတွေပေါ့နော်ဒီတရုတ်ဒီဂျပန်ဒီကိုရီးယားတွေပေါ့နော်တကယ့်ပညာတတ်တွေကိုကျွန်တော်တို့မလေးရှားမှာအများကြီးတွေ့ရတာဖြစ်ပါတယ်ဒီသူတို့ကမလေးရှားမှာဒီလိုမျိုးအခွင့်တက်တာဆိုနေပေါ့နော်အလုပ်လုပ်နေတာဖြစ်ပြီးမှမလေးရှားမှာအခွင့်ဆောင်တယ်ဆိုရင်သူတို့ကသူတို့ရဲ့နိုင်ငံမှာအခွင့်ဆောင်ဖို့မလိုအပ်တဲ့နိုင်ငံလဲပေါ့နော်80ကျော်ရှိတာဖြစ်ပါတယ်အဲ့ဒါကြောင့်မလို့ပညာတတ်တယောက်အတွက်မလေးရှားနိုင်ငံလဲပေါ့နော်တကယ်ပဲအခွင့်အရေးရတယ်ဆိုရင်အလုပ်လုပ်တဲ့နိုင်ငံတစ်နိုင်ငံဖြစ်ပါတယ်နံပါတ်2အခွင့်အကျိုးခံစားခွင့်ဒီဒေတာတစ်ခုကတော့ဒီဂျဟိုးစင်ကာပူအထူးစီးပွားရေးယုံပေါ့နော်ဒါကြတော့ဒီဂျဟိုးပြည်နယ်နဲ့စင်ကာပူနိုင်ငံရဲ့ပေါ့နော်ဒီအဓိကပူပေါင်းစီစဉ်ထားတာဖြစ်ပြီးမှ2025ခုနှစ်ကနေစတင်ပြီးမှပေါ့နော်ဒီနေဆက်ဖြစ်တော်စီးပွားရေးပေါင်းစည်းမှုကိုမြင့်တင်ဖို့အတွက်ရည်ရွယ်ထားတာဖြစ်ပါတယ်ဒီစီးပွားယုံထဲမှာကျွန်တော်တို့အသိပညာအလုပ်သမားများပေါ့နော်ဒီပညာနဲ့အလုပ်သွားလုပ်တာပေါ့နော်အဲ့လိုမျိုးလူတယောက်ပေါ်ဆိုရင်တို့အလုပ်အကိုင်ဝင်ငွေပေါ်15 ရာခိုင်နှုန်းပဲအခွင့်ကောက်ခံတာဖြစ်ပါတယ်ပြီးတော့မှဒီကိုယ့်ရဲ့အရေးချင်းကလည်းပေါ့နော်ဒီ10 နှစ်အတွက်ပေါ့နော်10 နှစ်အထက်ရှိရမှာပေါ့နော်အရေးချင်းကတော့အတွေ့အကြုံကတော့10 နှစ်အထက်ရှိရမှာဖြစ်ပါတယ်ဒီအရေးချင်းပြည့်မီတဲ့ဒီကုန်ထုတ်လုပ်မှုဒီဝန်ဆောင်မှုဒီလုပ်ငန်းများနဲ့ပတ်သက်ပြီးမှပေါ့နော်ဒီလုပ်ငန်းများမှာယင်းနှမြုပ်နှံထားတဲ့ company များလဲပေါ့နော်15 နှစ်အထိတို့အခွင့်9 ရာခိုင်နှုန်းအထိပေါ့နော်သူတို့ကပြီးဖို့ပဲလိုအပ်တာဖြစ်ပါတယ်ဆိုလိုတာကဒီဥပမာကျွန်တော်ကဒီဂျဟိုးစင်ကာပူနဲ့စက်တီတာမှာကျွန်တော်ကဒီစိတ်ယုံတယုံချာမဟုတ်ဝန်ဆောင်မှုလုပ်ငန်းတစ်ခုခုရှိပြီးမှပေါ့နော်ကျွန်တော်ကအဲ့ဒီ data တွေမှာယင်းနှမြုပ်နှံထားတယ်ဆိုရင်တော့ဒီကျွန်တော်ရဲ့ company ဝင်ငွေထည့်နေပြီးမှပေါ့နော်9 ရာခိုင်နှုန်းပဲအခွင့်ဆောင်ဖို့လိုအပ်တာဖြစ်ပါတယ်ဒါကြတော့15 နှစ်အထိသူတို့ကသဘောတူထားတာဖြစ်ပါတယ်ဒီ company အတီးစားထောင်ချင်တဲ့လူအတွက်ပေါ့နော်တကယ်ပဲအခွင့်အရေးကောင်းတစ်ခုဖြစ်ပါတယ်ဒီရှောက်လို့တင်နိုင်တဲ့ကာလကတော့ဒီဂျဟိုးစင်ကာပူ special economic zone ပေါ့နော်သူက JSSEZ လို့သတ်မှတ်ထားတယ်သူကောင်းအနေနဲ့ဒီရှောက်လို့ကိုကြတော့ဒီ2025ခုနှစ် January တရက်နေ့မှာပေါ့နော်2034ခုနှစ်ဒီဇင်ဘာလ30ရက်နေ့အထိပွင့်လှစ်ထားတာဖြစ်ပါတယ်အဲ့ဒါကြောင့်မလို့ကိုယ့်ရဲ့ company ကိုကျွန်တော်တို့မလေးရှားကိုနိုင်ငံမှာအခြေခံပြီးမှပေါ့နော်ဒီလိုမျိုးဖွင့်နိုင်မဲ့အခြေအနေရှိတယ်ဆိုရင်ဒီလိုမျိုးခွင့်ရတွေကိုလည်းပေါ့နော်လက်မလွတ်သင့်ပါဘူးဟုတ်ပါပြီဒါကြတော့အထူးခန်းစားခွင့်ပေါ့နော်ဒါအထူးခန်းစားခွင့်နဲ့ဒီအခု short ပေါ်မှုများဖြစ်ပါတယ် short ပြီးမှုများဖြစ်ပါတယ်ဒါကြတော့ဒီပထမဆုံးအနေနဲ့ဒီပညာရေးနဲ့ကျန်းမာရေးအာမခံမှာပေါ့နော်ကျွန်တော်တို့ဥပမာပညာရေးမှာလည်းအကျဉ်းနဲ့ကျောင်းတက်နေတယ်ဆိုရင်ကျွန်တော်တို့ကိုအခု short ပေါ်မှုတွေပြီးနိုင်တာဖြစ်ပါတယ်ပြီးတော့မှကျန်းမာရေးအာမခံနဲ့ပတ်သက်ပြီးမှလည်းပေါ့နော်ကျွန်တော်တို့ရဲ့ကျန်းမာရေးမကောင်းဘူးပြီးတော့မှနာတာရှည်ယောဂတွေပါရှိတယ်ဆိုရင်ကျွန်တော်တို့ကျန်းမာရေးအာမခံနဲ့ပတ်သက်ပြီးမှလည်းအခု short ပေါ်ပြီးမှုတွေရှိတာဖြစ်ပါတယ်ပြီးတော့မှမိမိကိုယ်တိုင်ဒါမှမဟုတ်အိမ်ထောင်ဖက်ဒါမှမဟုတ်ကလေးများအတွက်ပြီးဆောင်ရတဲ့ဒီအာမခံ premium များပေါ့နော်ဒီ3000အထိကျွန်တော်တို့တောင်းဆိုနိုင်တာဖြစ်ပါတယ်ဒါကြတော့ဒီမလေးရှားနိုင်ငံမှာမဟုတ်ပါဘူးအမေရိကန်နိုင်ငံမှာလည်းပေါ့နော် dependent ဒါမှမဟုတ် claim ပေါ့နော်ဒါကြတော့ဒီကိုယ့်ရဲ့အိမ်ထောင်ဖက်ကိုယ့်ရဲ့အခွင့်ဆောင်တဲ့အမှုတွေထဲမှာထည့်လိုက်တယ်ဒါမှမဟုတ်ကလေးခင်ဗျားတို့လည်းပေါ့နော်ကျွန်တော်တို့တစ်ခါလဲတောင်းဆိုမလို့ရတဲ့ပေါ့နော်အာမခံ premium များကိုတို့ကအခွင့်3000အထိပေါ့နော်short ပေးနိုင်တာဖြစ်ပါတယ်တောင်းဆိုနိုင်တာဖြစ်ပါတယ်ပြီးတော့မှလူမှုဖူလုံရေးနဲ့အငင်းစားရန်ပုံငွေများပေါ့နော်ဆိုလိုတာက social security ကနေရတဲ့ဒီအထူးခံစားခွင့်ဒီပြီးတော့မှဒီကျွန်တော်တို့အငင်းစားရန်ပုံငွေကျွန်တော်တို့စုထားတဲ့ဒါမှမဟုတ်ကျွန်တော်တို့ပင်စင်ထဲကနေပြီးမှရတဲ့ပေါ့နော်ကျွန်တော်တို့ဒီဝင်ငွေတွေကိုသူတို့အခွင့် short ပေးနိုင်တာဖြစ်ပါတယ်ပြီးတော့မှ EPF ဆိုစကူတို့ကနေမဖြစ်မနေထည့်ဝင်ငွေများကိုလည်း support နိုင်ပါသည်တဲ့ဒါကြတော့ကျွန်တော်တို့မလေးရှားနိုင်ငံသားတရားဝင်အနေနဲ့သူတို့အလုပ်လုပ်ပြီးဆိုရင်သူတို့က EPF ပေါ့နော်ဒါကြတော့employment fund ပေါ့နော်ဆိုစကူကြတော့ကျွန်တော်တို့ဒီ US မှာဆိုတော့ဒီ 401k တို့ပါတော့ပေါ့နော်အဲ့လိုမျိုးနဲ့အတူတူပဲဖြစ်တယ်ဆိုတော့သူတို့ရဲ့လစာထည့်ရနေပေါ့နော်ဒီတခါတည်း EPF နဲ့ဆိုစကူကိုလွှဲလိုက်တဲ့
ငွေတွေပေါ့နော်ဒါကြတော့သူတို့ကစုထားတဲ့ငွေတွေပေါ့နော်အဲ့ဒါဒီထဲမှာအဲ့ဒီအပေါ်မှာလဲပေါ့နော်အခွင့်ဒီ sort ပေါ်ပြနိုင်တာဖြစ်ပါတယ် EPF ကိုကြတော့သူတို့က4000အထိအခွင့်ရှော့နိုင်တာဖြစ်ပြီးမှ SOS ကိုကြတော့350အထိပဲပေါ့နော်အခွင့် sort ပြနိုင်တာဖြစ်ပါတယ်ပြီးတော့မှမိဘနဲ့ကလေးဆောင်ရှောက်မှုအတွက်အခွင့်ကျစေများပေါ်မှာလဲပေါ့နော်သူတို့အခွင့် short ပြနိုင်တာဖြစ်ပါတယ်ပြီးတော့မှမိဘဘူဘွားဆောင်ရှောက်မှုပေါ့နော်ဒီစီကူတာမှုဒီဒါမှမဟုတ် caregiver ကုန်ကျစရိတ်ဒီဆောင်ရှောက်သူကုန်ကျစရိတ်ပေါ့နော်သူတို့ကဒီ8000အထိပေါ့နော်အခွင့် short ပေါ်ပြနိုင်တာဖြစ်ပါတယ်တို့တော်လဲဒီဒီစီဝါကူတမှုခံယူနေတဲ့တယောက်ကိုကျွန်တော်တို့အခု support မှုအတွက်တောင်းဆိုထားတဲ့ဆိုရင်တော့ဒီမလေးရှားနိုင်ငံရှိပေါ့နော်မပုံတင်ထားတဲ့ဆရာဝန်ရဲ့ထောက်ခံချက်လိုအပ်တာဖြစ်ပါတယ်ပြီးတော့မှကလေးမူကျူစရိတ်ပေါ့နော်ဒါကြတော့ကျွန်တော်တို့ကိုယ့်ရဲ့ကလေးကိုမူကျူပူထားတဲ့ဒါမှမဟုတ်ကလေးထင်းချောင်းမှာပူထားတဲ့ဆိုရင်ကျွန်တော်တို့ဒီအသက်6နှစ်နဲ့ကလေးများအတွက်ပေါ့နော်သူတို့အခွင့်3000အထိ short ပေးနိုင်တာဖြစ်ပါတယ်ဒါကြတော့2029ခုနှစ်အထိသတ်မှတ်ထားတာဖြစ်ပြီးမှပေါ့နော်ဒီ2029နှစ်ကုန်ပြီးမှဘာဖြစ်လာမလဲတော့ဒီဟာနဲ့ပတ်သက်ပြီးမှမသိရသေးပါဘူးဒီလိုပေါ့နော်သူတို့ဒီအခွင့်အထူးခံစားခွင့်တွေနဲ့အခွင့် short ပေးမှုများပေါ့နော်ဒါကြတော့ဒီUS နိုင်ငံမှာမဟုတ်ပါဘူးဒီမလေးရှားနိုင်ငံမှာလည်းဒါတွေရှိပါတယ်ကျွန်တော်တို့ဒါဒီကိုလိလာထားနေဆိုရင် US နိုင်ငံရောက်ပြီဆိုရင်ကျွန်တော်တို့အတွက်ပေါ့နော်ဒီအခွင့်နဲ့ပတ်သက်ပြီးမှမရှင်းတော့ပါဘူးကျွန်တော်တို့နားလေထားတဲ့ပေါ့နော်ဒီသဘောတရားဒီအကြောင်းပေါ့နော်အများကြီးကျွန်တော်တို့ဒီတတိယနိုင်ငံရောက်သွားတဲ့ခါမှာခေါင်းမရှုပ်တော့ဘဲနဲ့ပေါ့နော်အော်ဒီမလေးရှားနိုင်ငံမှာလည်းဒီလိုမျိုးရှိပြီးသားပဲဒီမှာလည်းဒီလိုမျိုးရှိပါလားဆိုပြီးမှပေါ့နော်ကျွန်တော်တို့အလူလူနဲ့နားလေသွားတာဖြစ်ပါတယ်ဒါကြောင့်မလို့ဒါမျိုးတွေကိုလိလာထားဖို့ကျွန်တော်အနေနဲ့အကြံပြုလိုပါတယ်ဟုတ်ပါပြီဒါကြတော့ဒီမလေးရှားနိုင်ငံရဲ့ပေါ့နော်ဒီပြီးဆောင်ရမယ့်အခွင့်ပမာဏကိုဘယ်လိုမျိုးတွက်ချက်မလဲဆိုတာကိုပြသထားတာဖြစ်ပါတယ်အရန် using ပါတယ်ဒီAmerican နိုင်ငံနဲ့ယဉ်ကြည့်ရင်ပေါ့နော်ဒီသူတို့ရဲ့ဒီအခွင့်တွက်ချက်မှုပေါ့နော်အရန် using ပါတယ်ဆောနကကျွန်တော်တို့ပြထားတဲ့ဒီတိုးတက်တဲ့အခွင့်အစင်းပေါ့နော်ဒီ text bracket ထဲကိုပြန်ကြည့်လိုက်ပါအဲ့ဒီမှာကျွန်တော်တို့ရဲ့ဝင်ငွေကပေါ့နော်3000ဆိုရင်အခွင့်ဘယ်လောက်ပေးရမလဲ9000ဆိုရင်အခွင့်ဘယ်လောက်ပေးရမလဲဆိုတော့ရာခိုင်နှုန်းနဲ့တို့ရှိပြီးသားဖြစ်ပါတယ်ဆိုတော့ကျွန်တော်တို့စုပေါင်းရတဲ့အရင်းမြစ်ဝင်ငွေထဲကနေပြီးမှဆောနကကျွန်တော်တို့ပြထားတဲ့အခွင့်သက်တာအခွင့်ဒီအခွင့်စောချမှုတွေကိုနှုတ်လိုက်အဲ့ဒါနှုတ်ပြီးတဲ့နောက်ပေါ့နော်ဒီကျွန်တော်တို့ရဲ့ဒီprogressive tax rate ကနေပြီးဒီကျွန်တော်ရဲ့အခွင့်နဲ့ကိုက်နေတဲ့ပေါ့နော်ရာခိုင်နှုန်းနဲ့မြောက်လိုက်အဲ့လိုဆိုရင်ကျွန်တော်တို့ဆောင်ရမယ့်အခွင့်ပမာဏပေါ့နော်ထွက်လာမှာဖြစ်ပါတယ်အရန် using ပါတယ်အဲ့ဒါကြောင့်မလို့ပေါ့နော်ဒီလိုမျိုးအခွင့်နှုံးထားဒီအခွင့်တွက်ချက်မှုတွေကိုကျွန်တော်တို့လိလာထားတယ်ဆိုရင်ကျွန်တော်တို့တတိယနိုင်ငံရောက်တဲ့ခါမှာဘာမှစုပ်ထွေးမှုမရှိတော့ဘဲနဲ့ပေါ့နော်ကျွန်တော်တို့အတွက်ပေါ့နော်မစိမ့်တော့ဘဲနဲ့ဒီလိုမျိုးအခွင့်တွက်ချက်မှုနှုံးတွေနဲ့ပတ်သက်ပြီးမှပေါ့နော်ဆက်ပြီးမှလည်းလိလာလို့ရတာဖြစ်ပါတယ်လိလာဖို့လည်းလွယ်ကူပါတယ်အဲ့ဒါကြောင့်မလို့ကြည်ပြ၍ကြိုတင်ပြီးမှလိလာထားဖို့ကျွန်တော်အနေနဲ့အကြံပြုချင်ပါတယ်ဟုတ်ပါပြီဒါကြတော့ဒီအခွင့်ပြီးဆောင်ရမယ့်နေလားများဖြစ်ပါတယ်မလေးရှားနိုင်ငံမှာကျွန်တော်တို့ရဲ့အခွင့်ကိုဘယ်လိုမျိုးဆောင်ရမလဲဆိုတာပေါ့နော်ဒီအနီလန်ပေါင်းစုံနဲ့ပြီးလို့ရတာဖြစ်ပါတယ်အမေရိကန်နိုင်ငံနဲ့မတူဘဲနဲ့ပေါ့နော်ကိုယ့်ရဲ့အခွင့်ဆောင်ရမယ့်ဟာကိုလည်းကျွန်တော်တို့တွက်ချက်လို့ရတာဖြစ်တယ်ပြီးတော့မှဒီလိုမျိုးကျွန်တော်တို့အခွင့်ပြီးဖို့အတွက်လည်းတို့ကပေါ့နော်ဒီဒီနီလာအများပြီးထားတာဖြစ်ပါတယ်အရန် using ပါတယ်မလေးရှားနိုင်ငံရဲ့အခွင့်စနစ်ကပေါ့နော်အဲ့ဒါကြောင့်မလို့ကျွန်တော်တို့ဒီမလေးရှားနိုင်ငံမှာယင်းနေမြို့နိုင်ချင်တဲ့သူတယောက်အနေဖြင့်တော်လကောင်းအလုပ်ဝင်လုပ်ချင်တဲ့လူတယောက်အတွက်တော်လကောင်းပေါ့နော်ကျွန်တော်တို့ရဲ့အခွင့်ဆောင်ရမယ့်နီလန်းတွေကတော့ဒီဘဏ်ကနေလဲဆောင်လို့ရတယ်ပြီးတော့မှဒီအခွင့်ရုံးကိုသွားပြီးမှပေါ့နော် CP 900 form ကိုဖြည့်ပြီးမှလဲအခွင့်ဆောင်လို့ရတယ်ပြီးတော့မှဒီဘဏ်ရဲ့ ATM ကနေတစ်စင်းလဲအခွင့်ဆောင်လို့ရတယ်ပြီးတော့မှကျွန်တော်တို့ဒီHasil website ကိုသွားပြီးမှလည်းအခွင့်ဆောင်လို့ရတယ်ဆိုတော့အခွင့်ဆောင်တဲ့နီလန်းတွေကြတော့ကျွန်တော်တိကျမပြောတော့ဘူးကျွန်တော်တို့ဒီအရန်လွယ်ကိုတဲ့ပေါ့နော်အခွင့်ဆောင်မှုနည်းစနစ်ဖြစ်ပြီးမှအရန်လွယ်ကိုတဲ့အခွင့်တွက်ချက်မှုမျိုးလဲသူတို့တောင်းထားတာဖြစ်ပါတယ်အဲ့ဒါကြောင့်မလို့ American နိုင်ငံနဲ့မတူဘဲနဲ့ပေါ့နော်အခွင့်တွက်ပြီးမဲ့လူကိုနောက်ထပ်9ရမ်းစရာမလိုဘဲနဲ့ကိုယ့်ရဲ့အခွင့်ကဘယ်လောက်ဖြစ်နိုင်တယ်လဲကိုယ့်ရဲ့အခွင့်ကဘယ်လောက်ကျနိုင်မလဲဆိုတာကျွန်တော်တို့ကြိုတင်လက်ခံမှန်းလို့ရတယ်ကိုယ်တိုင်လဲတွက်ချက်လို့ရတာဖြစ်ပါတယ်အဆုံးထိကြည့်ပြတဲ့အတွက်ကြည့်ရတင်ပါတယ်ဒီအခွင့်စနစ်ကိုလေ့လာခြင်းအပြင်ပေါ့နော်ဗဟုသုတတွေရသွားမယ်လို့ကျွန်တော်အနေနဲ့တော့မျှော်လင့်ထားပါတယ်ကြည့်ရတင်ပါတယ်နောက်ဗီဒီယိုမှာပြန်တွေ့ကြမယ်နော်